လူတော်တော်များများကစီးကျူယောဂါကိုဒီနေ့အချိုရီအများကြီးစားမိလို့တကြားဓာတ်တွေသွေးထဲမှာများနေတဲ့အတွက်ဖြစ်လာတဲ့ရိုးရိုးရှင်းရှင်းအခြေအနေတစ်ခုလိုပဲထင်တတ်ကြပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့စီးကျူဆိုတာသင်ရဲ့ခန္ဓာကိုယ်ရဲ့သွေးကြောစနစ်နဲ့ cell ဖွဲ့စည်းပုံတစ်ခုလုံးကိုဆယ်စုနှစ်နဲ့ချီပြီးတဖြည်းဖြည်းချင်းတိုက်စားဖျက်ဆီးနေတဲ့ရုပ်ပိုင်းဆိုင်ရာယူရင်းမှုဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။လူအများစုကသွေးစစ်လိုက်လို့စီးကျူအဆင့်300 400ကျော်မှစီးကျူဖြစ်မှန်းသိကြခြင်းဖြစ်ပါတယ်။ဒါပေမဲ့တကယ်အမှန်တရားကတော့အဲ့ဒီအဆင့်ကိုမရောက်ခင်လွန်ခဲ့တဲ့10နှစ်15နှစ်ကတည်းကသင်ရဲ့ခန္ဓာကိုယ်ထဲမှာဇီဝကမ္မဖြစ်စဉ်ယိုယွင်းမှုကစတင်နေခဲ့တာဖြစ်ပြီးသင်ရဲ့အတွင်းကလေးစားတွေကိုတစစီဖျက်ဆီးနေခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးလူချင်းမင်းတို့ဘဝအတွက်အရေးကြီးဆုံးဖြစ်တဲ့ကျန်းမာရေးအဆင့်နဲ့မြင့်မားလာစေရန်အတွက်မရှိမဖြစ်လိုအပ်တဲ့ vital ကျန်းမာရေးဆိုင်ရာဓာတ်များနဲ့လူချင်းမင်းတို့ရဲ့ဘဝကိုအကောင်းဆုံးထိန်းသိမ်းပေးနိုင်မဲ့နည်းလမ်းများကိုမျှဝေပေးဖို့က Guardian Channel ရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။အခုလိုမျိုးတန်မိုးရှိတဲ့အသိပညာဗီဒီယိုတွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက် Guardian Channel ကို subscribe လုပ်ပြီး notification bell လေးကိုနှိပ်ထားဖို့အကြံပြုချင်ပါတယ်။ကဲခုပဲဗီဒီယိုလေးကိုစလိုက်ကြအောင်။စီးကျူဆိုတာအချိုစားခြင်းသက်မဟုတ်ပါဘူး။လူအများစုကစီးကျူကိုသွေးထဲမှာတကြားဓာတ်များနေရလို့ပဲမြင်တတ်ကြပါတယ်။ဒါပေမဲ့တကယ်ဆေးပညာအရစီးကျူဆိုတာသိခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကြီးတစ်ခုလုံးပြိုလဲသွားခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာအင်ဆူလင်လို့ခေါ်တဲ့ဟော်မုန်းတစ်ခုရှိပါတယ်။သူကသွေးထဲကဂလူးကို့စ်တွေကိုဆဲတွေထဲရောက်အောင်ပို့ဆောင်ပေးတဲ့ပို့ဆောင်ရေးစနစ်တစ်ခုလိုမျိုးအလုပ်လုပ်ပါတယ်။သင်ကကစီဓာတ်နဲ့တကြားဓာတ်တွေကိုနှစ်ရှည်လများစွာအလွန်အကျွံစားသုံးတဲ့အခါသင်ရဲ့သွေးထဲမှာဂလူးကို့စ်တွေကအမြဲတမ်းပို့ရှမ်းနေပါတော့တယ်။အဲ့ဒီအခါပန်ကရိကအဲ့ဒီဂလူးကို့စ်တွေကိုဆဲတွေထဲရောက်အောင်အမြန်ပို့ဆောင်နိုင်ဖို့အတွက်အင်ဆူလင်ဟော်မုန်းတွေကိုအစမတန်အလုံးရင်းနဲ့ထုတ်ပေးရပါတယ်။ဒီဖြစ်စဉ်ကိုဥပမာပေးရရင်စပီကာတစ်ခုကိုအတန်အကျယ်ဆုံးနဲ့အမြဲတမ်းဖွင့်ထားသလိုပါပဲ။ကြာလာတဲ့အခါသင်ရဲ့နားကအဲ့ဒီအတန်ကိုမကြားနိုင်တော့ပါဘူး။သင်ရဲ့ဆဲတွေကလည်းအင်ဆူလင်ရဲ့အမြဲတမ်းအချက်ပေးမှုကိုတုံ့ပြန်နိုင်ခြင်းမရှိတော့ပဲဂလူးကို့စ်တွေကိုလည်းလက်ခံနိုင်ခြင်းမရှိတော့ပါဘူး။ဒီအဆင့်ဟာစီးကျူယောဂလို့သင်ဆေးစစ်မတွေ့ရှိခင်လွန်ခဲ့တဲ့10နှစ်ကနေ15နှစ်ကတည်းကသင်ရဲ့ခန္ဓာကိုယ်ထဲမှာတိတိစိတ်စတင်နေခဲ့ခြင်းပဲဖြစ်ပါတယ်။ဆဲတွေကဂလူးကို့စ်တွေကိုလက်မခံတော့တဲ့အတွက်သွေးထဲမှာဂလူးကို့စ်တွေကပုံလာပြီးသွေးကြောနံရံတွေကိုစတင်တိုက်စားပါတော့တယ်။သင်သွေးစစ်လိုက်လို့စီးကျူရှိနေပြီလို့သိလိုက်ရတဲ့နေ့ဟာတကယ်တော့သင်ရဲ့ခန္ဓာကိုယ်ကအဲ့ဒီထံကိုမခံနိုင်တော့တဲ့အတွက်လက်နဲ့ချလိုက်တဲ့နေ့ပဲဖြစ်ပါတယ်။ဆိုလိုတာကသင်ရဲ့ခန္ဓာကိုယ်ဟာအဲ့ဒီ10နှစ်ကျော်ကာလပတ်လုံးအင်ဆူလင်မြင့်မားမှုဒဏ်ကြောင့်အတွင်းထဲကနေတဖြည်းဖြည်းချင်းယိုယွင်းပျက်စီးနေခဲ့တာပဲဖြစ်ပါတယ်။သွေးထဲမှာဂလူးကို့စ်ဓာတ်တွေပိုရှန်နေရင်ဘာတွေဖြစ်လာနိုင်မလဲ။သွေးထဲမှာတကြားဓာတ်တွေများနေခြင်းဟာသွေးရဲ့ဆေးပြစ်မှုကိုမြင့်တက်စေပြီးသွေးကြောစနစ်တစ်ခုလုံးကိုစတင်တိုက်စားစေပါတယ်။နံပါတ်1သွေးကြောနံရံများပျက်စီးခြင်းသွေးကြောတွေရဲ့အတွင်းပတ်ဆုံးအလွှာမှာအလုံးကိုနူးညံ့တဲ့ဆဲလ်အလွှာလေးရှိပါတယ်။သွေးထဲမှာတကြားဓာတ်တွေကအမြဲတမ်းများနေတဲ့အခါဒီတကြားမော်လီကျူးတွေဟာသွေးကြောနံရံတွေကိုဓာတ်နဲ့မှုန်းသလိုမျိုးရုပ်ပိုင်းဆိုင်ရာအရာအနာတရားများဖြစ်ပေါ်စေပါတယ်။ဒီဒဏ်ရာတွေကိုကုသဖို့အတွက်ခန္ဓာကိုယ်ကကြိုးစားတဲ့အခါသွေးကြောတွေဟာတဖြည်းဖြည်းနဲ့မာကြောတောင်တင်းလာပါတယ်။ဒါဟာသွေးတိုးယောဂနဲ့သွေးကြောပိတ်ဆို့မှုတွေကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်။နံပါတ်2နှလုံးနဲ့အုံနောက်သွေးကြောတွေကတောင်တင်းပြီးကျဉ်းလာတဲ့အခါနှလုံးစီကိုသွေးအလုံးလောက်မပို့နိုင်တော့ပါဘူး။ဒီအခါနှလုံးရုတ်တရက်ရက်ချင်းကိုဖြစ်ပေါ်စေပါတယ်။အလားတူပဲအုံနောက်ထဲကသွေးကြောငယ်လေးတွေပေါက်ထွက်တာဒါမှမဟုတ်ပိတ်ဆို့တာမျိုးဖြစ်လာရင်လေဖြတ်ခြင်းကိုဖြစ်ပေါ်စေပါတယ်။စီးကျူယောဂရှိတဲ့သူတွေဟာဒီလိုမျိုးနှလုံးနဲ့အုံနောက်ပြဿနာဖြစ်နိုင်ခြေကတာမန်ထက်
လေးစားအထိပုံပုံမြင်မာနေခြင်းဟာသွေးကြောတွေရဲ့တိုက်စားခံရခြင်းကြောင့်ပဲဖြစ်ပါတယ်။နံပါတ်3ကြောက်ကပ်ပျက်စီးခြင်းကြောက်ကပ်ဆိုတာတကယ်တော့အလွန်ကိုသေးငယ်တဲ့သွေးကြောလေးတွေနဲ့ရက်လုပ်ထားတဲ့စကားတစ်ခုပဲဖြစ်ပါတယ်။သွေးထဲမှာကြားဓာတ်တွေများနေခြင်းဟာဒီလိုနူးညံ့တဲ့စကားပေါက်လေးတွေကိုတိုက်ရိုက်လောင်ကျွမ်းပျက်စီးစေပါတယ်။ကြာလာတဲ့အခါကြောက်ကပ်ကသွေးကိုမစစ်ထုတ်နိုင်တော့ပဲခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပရိုတင်းဓာတ်တွေဟာစီးထဲမှာပါသွားပါတော့တယ်။နံပါတ်4အာယုံကြောစနစ်ပျက်စီးခြင်းသွေးကြောတွေပါပျက်စီးတဲ့အခါအာယုံကြောတွေစီကိုအာဟာရဓာတ်မရောက်တော့ပါဘူး။အာယုံကြောတွေကိုကာဝယ်ထားတဲ့အလွှာလေးတွေပါတိုက်စားခံရတဲ့အခါခြေလက်တွေထုံကျင်တာကနေစပြီးနောက်ဆုံးမှာခြေထောက်ကအနားတွေကိုတော့မသိနိုင်တော့တဲ့အထိအာယုံကြောစနစ်ကြီးတစ်ခုလုံးပြိုလဲသွားစေပါတယ်။စီးကျိုယောဂသည်ယောဂအားလုံးရဲ့အဓိကအကြောင်းရင်းလို့ဘာကြောင့်ပြောနိုင်ရတာလဲ။စီးကျိုယောဂဟာသူ့ဘာသာသူအသက်အန္တရာယ်ပေးတာထက်သင်ခန္ဓာကိုယ်ရဲ့အဓိကစနစ်တွေကိုရုပ်ပိုင်းဆိုင်ရာအရာအားနည်းသွားစေပြီးအခြားပြင်းထန်တဲ့ယောဂတွေကိုဖိတ်ခေါ်လိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်ဆေးပညာလောကမှာစီးကျိုကိုယောဂပေါင်းစုံရဲ့အဓိကအကြောင်းရင်းလို့သတ်မှတ်ကြပါတယ်။နံပါတ်1မျက်စိအာရုံကြောနဲ့သွေးကြောများပျက်စီးစေခြင်းမျက်စိရဲ့မြင်လွှာဟာခန္ဓာကိုယ်တစ်ခုလုံးမှာအနုအစိတ်ဆုံးသွေးကြောငယ်လေးတွေနဲ့ဖွဲ့စည်းထားခြင်းပဲဖြစ်ပါတယ်။သွေးထဲကပိုရှန်နေတဲ့ကြားဓာတ်ဟာဒီသွေးကြောငယ်လေးတွေကိုပိတ်ဆို့တာသွေးကြောနံရံတွေကိုဖောင်းကြွလာစေတာနဲ့နောက်ဆုံးမှာသွေးယိုစိမ့်တာတွေကိုဖြစ်ပေါ်လာစေပါတယ်။ဒါဟာမျက်စိမြင်လွှာရဲ့တိဆောက်ပုံကိုပျက်စီးစေပြီးကုသလို့မရတဲ့မျက်စိကွယ်ခြင်းအထိဖြစ်ပေါ်စေပါတယ်။နံပါတ်2ခြေထောက်ဖြတ်ရခြင်းဒါဟာလုံးဝကိုဆိုးရတဲ့ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုပဲဖြစ်ပါတယ်။စီးကျိုကြောင့်ခြေထောက်စီသွားတဲ့အာယုံကြောတွေကသေဆုံးသွားတဲ့အတွက်ထိခိုက်မိတာကိုလုံးဝမသိတော့ပါဘူး။တပြိုင်နက်တည်းမှာပဲသွေးကြောတွေကပါပိတ်ဆို့နေတဲ့အခါအနာစီကိုသွေးနဲ့အောက်ဆီဂျင်လုံးဝမရောက်တော့ပါဘူး။အဲ့ဒီအတွက်ဆဲတွေကအလိုလျောက်သေဆုံးကုန်ပြီးပုတ်လာတဲ့အတွက်အသက်အန္တရာယ်မဆိုးရင်ရအောင်ခြေထောက်ကိုဖြတ်ထုတ်ပြလိုက်ရတာပဲဖြစ်ပါတယ်။နံပါတ်3ကင်ဆာသွေးထဲမှာအင်ဆူလင်ဟော်မုန်းတွေကအမြဲတမ်းမြင့်တက်နေခြင်းဟာခန္ဓာကိုယ်ရဲ့ဆဲလ်ကြီးထွားမှုဖြစ်စဉ်ကိုကမောက်ကမဖြစ်စေပါတယ်။အင်ဆူလင်ဟာဆဲတွေကိုအမြန်ပွားစေတဲ့အချက်ပေးစနစ်တစ်ခုဖြစ်တဲ့အတွက်ကင်ဆာဆဲတွေကထိချုပ်လို့မရအောင်ပွားများလာဖို့အတွက်အကောင်းဆုံးလောင်စာဖြစ်သွားပါတော့တယ်။အထူးသဖြင့်အသက်ပန်ကိကနဲ့ဥမာကြီးကင်ဆာဖြစ်နိုင်ခြေကိုအစာပေါင်းများစွာမြင့်တက်စေပါတယ်။နံပါတ်4ကိုယ်ခံအားစနစ်ပြိုလဲခြင်းသွေးထဲမှာကြားဓာတ်တွေများနေခြင်းဟာသွေးဖြူဥတွေရဲ့လှုပ်ရှားမှုစွမ်းရည်ကိုလုံးဝထိခိုက်စေပါတယ်။သွေးဖြူဥတွေဟာကြားဓာတ်ကြောင့်ထိုင်းမိုင်းသွားပြီးယောဂပိုးတွေကိုဝိုင်းရန်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပါဘူး။အဲ့ဒီအခါစီးကျိုရှိတဲ့သူတွေဟာတာမန်လူတွေထက်ပိုးဝင်လွယ်တာအနာမကျက်တာနဲ့ယောဂဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားရခြင်းပဲဖြစ်ပါတယ်။စီးကျိုယောဂဟာရုတ်တရက်ကြီးပေါ်ပေါက်လာတာမျိုးမဟုတ်ဘဲခန္ဓာကိုယ်ရဲ့ဇီဝကာမစနစ်ယိုယွင်းလာမှုကိုအပြင်ဘက်လက္ခဏာတွေကနေတဆင့်ကြိုတင်သတိပေးလေးရှိပါတယ်။ဒီလက္ခဏာတွေကိုသင်ခံစားနေရပြီဆိုရင်တော့သင်ရဲ့ကလေးစားတွေဟာအတွင်းထဲကနေစတင်ပျက်စီးနေပြီဆိုတာကိုသတိပြုမိရပါမယ်။နံပါတ်1အသားအရောင်ပြောင်းလဲခြင်းလေပင်ဂျိုင်းနဲ့ပေါင်ချန်တွေမှာအသားအရည်ထူလာပြီးမဲလာတာဟာသွေးထဲမှာအင်ဆူလင်အလွန်ကြုံများနေတဲ့လက္ခဏာပဲဖြစ်ပါတယ်။နံပါတ်2အမြဲတစေပိုက်စာနေခြင်းအမြဲတမ်းပိုက်စာနေတာအချိုတောင့်တနေတာဟာသွေးထဲမှာကြားဓာတ်ကရှိနေပေမဲ့ဆဲရီစီကိုစွမ်းရည်အဖြစ်ရောက်ရှိမသွားခြင်းကြောင့်ဖြစ်ပါတယ်။ဒီအခါဆဲရီကစွမ်းရည်ကိုတောင့်တလာပြီးအမြဲတစေပိုက်စာနေတတ်ပါတယ်။နံပါတ်3ရေဓာတ်ခန်းချောက်ခြင်းပိုရှန်ရဲ့ကြားတွေကိုစီးခဏခဏသွားခြင်းဖြင့်ကြောက်ကပ်ကအတင်းအဓမ္မစစ်ထုတ်နေရတဲ့အခါခန္ဓာကိုယ်ထဲကရေဓာတ်တွေဆုံးရှုံးလာပြီးရေငတ်လာစေပါတယ်။နံပါတ်4ပင်မနွမ်းနယ်နေခြင်း
သွေးစီးဆင်းမှုမကောင်းတော့တဲ့အတွက်အနာကျနှုံးကနှေးလာသလိုဆဲတွေကစွမ်းရည်မထုတ်နိုင်တော့တဲ့အတွက်အမြဲတစေနှုံးချနေတတ်ပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရရင်စီးကျူယောဂဆိုတာဆေးတောက်ယုံဆေးထိုးယုံနဲ့ပျောက်ကင်းသွားမယ်ရိုးရိုးဖျားနာမှုမျိုးမဟုတ်ပါဘူး။ဒါဟာသိက္ခဏာကိုရဲ့ဇီဝကာမကြီးတစ်ခုလုံးပြိုလဲသွားတာဖြစ်တဲ့အတွက်တည့်ရဲ့နေ့စဉ်ရုပ်ပိုင်းဆိုင်ရာနေထိုင်မှုပုံစံကိုအခြေခံကစပြီးပြောင်းလဲပြဖို့လိုအပ်ပါတယ်။စီးကျူကိုထိန်းချုပ်တယ်ဆိုတာသွေးတွေကတကြားတက်ကိုယာယီလျှော့ချလိုက်တာမျိုးမဟုတ်ပဲတင့်ရဲ့ခန္ဓာကိုယ်ရဲ့ဆဲတွေကအင်ဆူလင်ကိုပြန်လည်တုံ့ပြန်လာအောင်လှုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ဆိုတော့စီးကျူကိုဘယ်လိုပြန်လည်ကုစားမလဲ။နံပါတ်1ကစီဓာတ်နဲ့တကြားတက်ကိုရုပ်ပိုင်းဆိုင်ရာအရာကန့်သက်ခြင်းသွေးတဲ့ကိုဂလူးကို့စ်တွေအလုံးရင်းနဲ့မဝင်လာစေဖို့အတွက်ထမင်းပေါင်မုတ်ခောက်ဆွဲနဲ့တကြားပါတဲ့အစားအသောက်တွေကိုအသက်နိုင်ဆုံးလျှော့ချရပါမယ်။ဒါဟာသင်ရဲ့ပန်ကရိကကိုအနားပေးလိုက်တာဖြစ်သလိုသွေးထဲမှာပိုရှန်နေတဲ့အင်ဆူလင်ပမာဏကိုကျဆင်းစေမဲ့တစ်ခုတည်းသောနည်းလမ်းပဲဖြစ်ပါတယ်။နံပါတ်2ကြွက်သားထုတိဆောက်ခြင်းကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာကြွက်သားတွေဟာဂလူးကို့စ်ကိုအများဆုံးလောင်ကျွမ်းပေးတဲ့စက်ယုံကြီးပဲဖြစ်ပါတယ်။လမ်းလျှောက်တာထက်ပိုပြီးထိရောက်တာကတော့ကိုယ်လက်လှုပ်ရှားမှုပြင်းပြင်းထန်ထန်လှုပ်ဆောင်ပြီးကြွက်သားထုကိုတိုးမြင့်လိုက်ခြင်းပဲဖြစ်ပါတယ်။ကြွက်သားများလေလေသွေးတွေကတကြားချက်ကိုဆဲတွေကပိုပြီးဆုပ်ယူနိုင်လေလေပဲဖြစ်ပါတယ်။နံပါတ်3အစာစားခြင်းကန့်သက်ခြင်းအစာကိုစရိုက်စားခြင်းမျိုးမဟုတ်ဘဲအစာစားခြင်းတစ်ခုနဲ့တစ်ခုကြားမှာအချိန်ကြာမြင့်စွာခြားထားခြင်းအပြင်တင့်ရဲ့ခန္ဓာကိုယ်ကိုအင်ဆူလင်ကျဆင်းစေဖို့အချိန်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒီလိုအချိန်ပေးလိုက်ခြင်းအပြင်တင့်ရဲ့ဆဲတွေဟာအင်ဆူလင်ကိုပြန်လည်တုံ့ပြန်လာဖို့အချိန်ရရှိသွားပါတယ်။နံပါတ်4ပုံမှန်စစ်ဆေးမှုကိုပြုလုပ်ခြင်းစီးကျူဟာလက္ခဏာမပြဘဲကလီစာတွေကိုတိုက်စားတတ်တဲ့အတွက်3လတစ်ကြိမ်ပြင်းပြတကြားတက်ကိုစစ်ဆေးပါတင့်ရဲ့ကြောက်ကက်စွမ်းဆောင်ရည်နဲ့သွေးကြောကျန်းမာရေးတွေကိုလည်းပညာရှင်တွေနဲ့ပုံမှန်တိုင်ပင်ဆွေးနွေးပါတင့်ရဲ့အသက်ကိုတစားစီဖြည့်ဆည်းနေတဲ့ဒီယောဂါကိုပြန်လည်ကုသဖို့အတွက်အချိန်နှောင်းသွားရဆိုတာမရှိပါဘူးအခုချက်ချင်းစားသောက်မှုပုံစံကိုပြောင်းလဲပြီးကိုယ်လက်လှုပ်ရှားမှုကိုလှုပ်ဆောင်တာဟာတင့်ရဲ့ကလီစာတွေပျက်စီးမှုကိုရပ်တန့်စေမဲ့အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်တင့်ရဲ့ကျန်းမာရေးကိုပြန်လည်တည်ဆောက်ဖို့အခုပဲစတင်လိုက်ပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကနေတန်ဖိုးရှိတဲ့သိပညာဘူးသူတရရရှိသွားရဆိုရင် like and share လုပ်ပြီးအားပေးခဲ့လို့ရပါတယ်နောက်လာမယ့်ဗီဒီယိုတွေကြည့်အောင်လဲ notification လေးကိုနှိပ်ထားဖို့အကြံပြုချင်ပါတယ်လူကြီးမင်းတို့အနေနဲ့ပုံမသိသူတွေကျမရဲ့ဘူးသူတရရှိရင်လဲ comment မှာရေးသွားပေးပါဦးနောက်ထပ်ပုံမဖိုးတန်နဲ့ကျမရဲ့ဘူးသူတရရဲ့အတွက် Guardian Channel ကို subscribe လုပ်ပေးဖို့တောင်းဆိုရင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်အားလုံးပဲကျမပြည့်ရှင်နိုင်ကြပါစေ